ကချင်လွတ်မြောက်ရေးဖွဲ့ KIO ဌာနချုပ်တည်ရှိရာလိုင်ဇာမြို့ဟာတရုတ်နယ်စပ်မြို့ဖြစ်တဲ့လျောက်စီကားလှပေမဲ့လည်းအခုတော့လူသွားလူလာနေပြီးတိတ်ဆိတ်ချောက်ကပ်ခဲ့ရပါပြီ။ဘာကြောင့်အခုလိုဖြစ်ခဲ့ရတာပါလဲ။မြန်မာအစိုးရစစ်တပ်ကနေလိုင်ဇာအနီးတောင်ကုန်းတွေမှာတက်ဆွဲထားတဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေရှိရာနေမြေတွေကိုအမြောက်ကြီးတွေနဲ့အကြီးအကျယ်ပစ်ခတ်ပြီးစိုးမိုးကုန်းနေရာတွေကိုရယူဖို့ကြိုးစားခဲ့တာကြောင့်ဖြစ်ပါတယ်။ဇန်နဝါရီလ19ရက်စနေနေ့မနက်6နာရီကစလို့လိုင်ဇာနီးကလာကြားရန်ဒေသစစ်စင်မှုတွေကိုအစိုးရကရပ်ဆိုင်းတော့မယ်လို့ကြေညာခဲ့ပေမဲ့လည်းတောက်ကြနေ့ကအစိုးရရဲ့လေကြောင်းတိုက်ခတ်မှုတွေအတွင်း KIA စစ်သားတွေတေဆုံးမှုရှိခဲ့ပါတယ်။လေယာဉ်တွေပေါ်ကနေပစ်ခတ်မှုတွေရှိတဲ့ KIA စစ်သားတွေဟာတစ်တောထူတဲ့နေရာကဘန်ဂါရီတွေကိုအပြေးလွှာသွားရောက်ကာကွယ်ယူခဲ့ကြရပါတယ်။အဲ့ဒီနေရာမှာကိုယ်တိုင်သတင်းသွားယူနေတဲ့ BBC သတင်းတောက်ဂျွန်နသန်ဟက်ကလည်းအခြေအနေကိုအခုလိုရှင်းပြပါတယ်။ Dug into these bunkers carved out of these forested hills. They've taken a lot of casualties. ဘုံနိုင်ငံကိုခံနိုင်ဖို့တောင်ဆောင်မှာရှိတဲ့ကြီးမားတဲ့ဘန်ဂါကြီးထဲမှာသူတို့ရဲ့ဒဏ်ရာရစစ်သားတွေကိုခေါ်ဆောင်လာရပါတယ်။သူတို့ရဲ့စိုးမိုးကုန်းနေရာအတော်များများကိုလက်လွတ်လိုက်ရတာတွေရှိတဲ့အတွက်အစိုးရရဲ့အပြစ်ရက်ဆိုင်မယ်ဆိုတဲ့ကြေညာချက်ကိုယုံကြည်နိုင်ကြမှာမဟုတ်ပါဘူး။ KIA မှာ10နှစ်ကြာတာဝန်ထမ်းဆောင်နေတဲ့တပ်ဖွဲ့ဝင်တို့ကတော့ကျွန်တော်ကတော့အစိုးရရဲ့အပြစ်ရက်စဲရေးကိုအယုံကြည်မရှိပါဘူး။ဒါဟာလှည့်ကွက်ဖြစ်နိုင်ပါတယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့၄ရက်ကတိုက်ပွဲမှာတေဆုံးသွားတဲ့ KIA တပ်ဖွဲ့ဝင်တို့ကိုလာရောက်တကြိုခဲ့တဲ့ဇနီးဖြစ်သူကတော့ကျမကတော့ဝမ်းမနေပါဘူး။သူ့အတွက်ဂုဏ်ယူပါတယ်။သူ့သားဖြစ်သူကအဖေနေရာကိုဝင်ယူဖို့မျှော်လင့်ထားပါတယ်လို့သူကပြောကြားသွားတာပါ။1994ခုနှစ်ကစပြီး18နှစ်ကြာအပြစ်ရက်ထားနိုင်ခဲ့ကြတဲ့အခြေအနေမျိုးပြန်ရနိုင်မှုအတွက်အစိုးရရဲ့အပြစ်ရက်ဆိုင်မယ်ဆိုတဲ့ကြေညာချက်ဟာကနဦးခြေလှမ်းဖြစ်လာနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ကြောင်းပါခင်ဗျာ။